အားလုံးပဲမင်္ဂလာပါမမတို့ရေအခုပြပေးချင်တာလေးကတော့မမတို့ရေကလစ်ချစ်ကနေပြီးတော့အသစ်ထွက်တဲ့ဒီဇိုင်းအသစ်လေးနဲ့မိတ်ဆက်ပေးချင်လို့ပါရှင်မမတို့ရေကလစ်ချစ်ကနည်းနည်းလေးကြာသွားပြီเนาะပုံစံအသစ်လေးမထွက်တာအခုဒီရက်ထဲမှာထွက်လာတယ်လင်းလင်းချီစာလေးပေါ့မမတို့ရေလုံးဝเนาะချီစာလေးချီစာပေါ်မှာမမတို့ရေဒီအရှိမတက်တင်းလေးတွေကိုဒီလိုလေးတွေထိုးထားပေးတယ်ပြီးရင်လက်ကလေးကမမတို့ရေဒီလိုမျိုးเนาะတက်တင်းသားလေးနဲ့စာလေးကအရန်နဲ့လှတယ်အရန်နဲ့ချီသားစစ်เนาะမမတို့ရေစိုက်ကလေးလည်းပြည့်တယ်အခုမင်းဝတ်ထားလေးကတော့လက်ဆိုင်မမတို့ရေစိုက်ကလေးကမီဒီယံကနေစပြီးတော့မီဒီယံလက်ဆိုင် H23 เนาะမီဒီယံလက်ဆိုင် H23 မမတို့ရေစိုက်က9ဆိုင်အခုမင်းပြပေးမယ်အရောင်ကာလာလိုင်းအကုန်လုံးဒီစိုက်9ဆိုင်လုံးမှာရပါမယ်ရှင်เนาะမမတို့ရေဒီမှာကာလာလေးတွေကเนาะဒီမှာမမတို့ရေဘေးတာဖြောလေးအရန်နဲ့လှတော့เนาะဘေးတာလေးကိုမှဖြောလေးပါရှင်မမတို့ရေပြီးရင်မမတို့ရေလုံးဝအဖြူစွတ်ကလေးเนาะမမတို့ရေပြီးရင်အခုမင်းဝတ်ထားတဲ့အရောင်လေးเนาะ300ရောင်ပြီးလို့ရှိရင်မမတို့ရေဒီမှာအသားလေးเนาะ4ရောင်ပြီးလို့ရှိရင်မမတို့ရေဒီလိုအရောင်လေး9ရောင်ဒီ9ရောင်လုံးဒီမမတို့9 size လုံးမှာရပါမယ်ရှင်မီဒီယံလက် size H23 အခုမင်းဝတ်ထားတွေကတော့လက် size ကတင်တအားပြည့်ပါတယ်ရှင်မမတို့ရေเนาะအရန်နဲ့လေအသားကောင်းတယ်မမတို့ရေဒီမှာเนาะပုံစံလေးကတော့ဒီလိုလေးလေဘင်းလေးကမမတို့ရေဒီလိုပုံစံမျိုးလေးเนาะလေဝိုင်းမကြိုက်တဲ့မမတွေဒီပုံလေးကိုယူပါလေဘင်းလေးကလည်းမမတို့ရေဒီမှာเนาะအရှမ်းလှတော့စာလေးတွေကလောက်